ယောက်ျားမရှာပါဘူးအမေကောင်းတဲ့ယောက်ျားရရှာတော့မရ ကျွန်တော်ဒေါက်တာသူလုံးနဲ့ သူကငါကျွေးနေဆိုတော့သိရမှာ ဒါလူနာစီရတမီး တွေ့ရတာဝမ်းသာပါ ငါလည်းအိမ်မပြောချက်တစ်ချက်ဆိုလေနှလုံးကလည်းအောက် ဘယ်ချင်းကစပြီ ဆရာနဲ့တွေ့မှခဏခဏဖြစ် နင်းနဲ့ငါနဲ့ကိစ္စကိုလေပုံဝဲညီကတူတည်ညီကြပြီမခံစားနေ သူကအိမ်တော်ကြီးအိမ်တော်ကတော့ဘာဖြစ်လဲငါလည်းချစ်ကပ်မကောင်းပါဆရာဝန်နဲ့လူနာရှင်ရင်းနှီးရဲ့ဆက်ဆံမှုကဘိုးရင်းနှီးရဲ့ဆက်ဆံမှုဆိုရင်ဘိုးမကောင်းလားဆရာငါရှင်နဲ့တဲ့ရတယ်မလိုက်ဘူးလားချစ်တာဖြစ်နိုင်ငါဘလို့တစ်ခုလို့တော့ပေးလိုက်ချင် ကိုယ်တိုင်မျက်မြင်တွေ့ရဲ့နေ့တန်တလုံးခွင့်လွှတ်နိုင်မှာမဟုတ်ဘူး မင်းလေးတယောက်နဲ့တွေ့တော့တွေ့ရလုံးနေလို့လေတင်းနေထွက် ဟုတ်ဆရာရော ဒီကဦးစီရတဲ့သမီးလေး ပြီးတော့မင်းတို့เนี่ยသမီးလေးရှင်းမှာဘာလို့တော့ဘလူးလည်းလုပ်ရလည်းမသိဘူးเนาะကိုသမီးလေးဦးစီရလည်းဖြစ်နေရတယ် အားကြဆွဲဆမ်းမှာလားဆရာမောင် ညဒါကျွန်တော်ရဲ့ဇနီးတန် ဒီမှန်ပြည့်နဲ့ယူရမိပြီဆိုရင်အဲ့ဒါခိုးတာပေါ့ ဒီလူစိတ်မရှိတဲ့ကောင်ငါလည်းသားမတော်နိုင် ဆရာကိုချစ်မိညနှလုံးသားညရဲ့ထိန်းချုပ်မှုအောက်မှာမနေနိုင်တော့ဘူးတဲ့ညလေညနှလုံးသားလေးကိုမထိန်းချုပ်နိုင်တော့ဘူးဆိုရတယ်လက်ထပ်ပါသားဆရာရဲ့ ကျွန်တော်တန်တယ်မခွဲနိုင်ဘူးမြရဲ့ကျွန်တော်တန်တယ်မခွဲနိုင်ဘူး အမေအမြပေဝါမြင်နေတာလားလို့ ဒီကဘူး ဒီတော့တော့မချစ်ဘူးချစ်အောင်တန်တရားဆိုတာလူကဖန်နေရပါငါတန်တရားကိုငါပဲဖန်နေ ဒီမဲ့ ချစ်ဆိုတာမျိုးอ่ะသူ့မချစ်တဲ့သူ့ကိုချစ်လို့ခံနေရတော့ကောင်းတယ် ကြားရင်ဒီလိုပါပဲသမီးရဲ့တစ်ခါတလေစိတ်ကစားချင်ကြတာပေါ့အချိန်တန်ရင်တော့အိမ်ပြန်လာမဲ့သူတွေကြီးပါပဲ